အားလုံးပဲမင်္ဂလာပါပြုပံဘလော့ကနေပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုမှာကျွန်တော် knowledge sharing လုပ်ပြီးတော့မယ့်အကြောင်းလေးကတော့စင်ကာပူလာပြီးအလုပ်လာလုပ်တယ်တစ်နှစ်ကြာတယ်နှစ်နှစ်ကြာတယ်ပတ်စံမစုမိဘူးဘာကြောင့်မစုမိရလဲဆိုတဲ့အကြောင်းရင်းတွေကိုကျွန်တော် college လုပ်ထားပါတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်ကလည်းလုံခဲ့တော့တစ်နှစ်ကပတ်စံမစုမိတဲ့အထဲမှာပါတယ်ပေါ့နော်ပတ်စံဘာကြောင့်မစုမိရလဲဆိုတဲ့အကြောင်းရင်းတွေကိုသိချင်နေဆိုရင်ဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုပေးပါကျေးဇူးပါဆိုတော့ဆက်လိုက်ရအောင်မနော်ကျွန်တော်ကိုယ်တိုင်လည်းစင်ကာပူရောက်ချင်းကပတ်စံလုံးဝမစုမိပါဘူးဆိုတော့ဘယ်လောက်ထိလဲဆိုစင်ကာပူရောက်ပြီးတဲ့တစ်နှစ်တိုင်အောင်ကျွန်တော်လုံးဝမစုမိပါဘူးပတ်စံကျွန်တော်တစ်နှစ်ကျော်ပြီးမှစစုမိတယ်ပေါ့နော်ဆိုတော့ထားပါတော့ဆိုတော့ဘာတွေအကြောင်းမို့ပတ်စံမစုမိရလဲဆိုတော့ကျွန်တော် collection 5ခုခွဲလိုက်ပါတယ်ဆိုတော့5ခုကဘာတွေလဲဆိုရင်အစီအစဉ်မရှိပဲသုံးမိရယ်နံပါတ်1ကလက်ဖွာတယ်ပေါ့နော်ရှေ့ကြီးနောက်မကြီးသုံးတယ်နံပါတ်3ချက်ကတတိထားဖမ်းနေပေါ့နော်ပြီးတော့နံပါတ်4ချက်ကိုမိသားစုကိုတငယ်ချင်းတွေပေါ့အားနာတယ်ပေါ့နော်နံပါတ်5ချက်ကကိုယ့်ရဲ့အနာဂတ် goal ဆိုတာမရှိဘူးဆိုတော့ဒီ5ခုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ပြောသွားပါမှာဖြစ်ပါတယ်ပထမဆုံးတစ်ချက်အနေနဲ့အစီအစဉ်မရှိပဲသုံးမိခြင်းဆိုတာဘာလဲပေါ့နော်အစီအစဉ်မရှိပဲသုံးမိခြင်းဆိုတာအင်ကိုဘယ်လောက်လွဲမယ်အကျွေးဘယ်လောက်ဆက်မယ်ကျွန်တော်အခုဒီဗီဒီယိုကြည့်နေတဲ့လူတွေမှာကျွန်တော်တို့ဒီစင်ကာပူကိုလာတဲ့ချိန်အကျွေးနဲ့လာတဲ့လူတွေရှိမယ်ဒါမှမဟုတ်ကိုပတ်စံနဲ့ကိုလာတဲ့လူတွေရှိမယ်ဆိုတော့ဘယ်လိုပဲနေပေါ့နော်ဒီကိုလာချင်းကျွန်တော်တို့300ကိုရင်ကုန်မယ်300ကိုရင်ကုန်မယ်ဒါပေမဲ့အစီအစဉ်တကြမရှိတဲ့အတွက်ဘာဖြစ်မလဲဆိုရင်300ကိုကျွန်တော်တို့တစ်လောက်30ဆက်မယ်ဆိုရင်10လဆက်ရမယ်ဒါအစီအစဉ်တကြားရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုအစီအစဉ်မဆွဲဘဲနဲ့ဒီနေ့ဘယ်လောက်လွဲမယ်ဘယ်လိုလွဲမယ်အဲ့ဒါမျိုးမရှိဘဲနဲ့300ရတယ်ကျွန်တော်တောက်လျှောက်လွဲလိုက်တယ်အဲ့ဒါမျိုးပေါ့နော်ဒါနံပါတ်1 okay နံပါတ်2ပေါ့နော်နံပါတ်2ကတော့လက်ဖွာခြင်းရှေ့ကြီးနောက်မကြီးပဲသုံးခြင်းအဲ့ဒါပါလဲဆိုရင်ကျွန်တော်စန်ဒေးတစ်ခါထွက်မယ်ဆိုရင်ကျွန်တော်မြန်မာတွေအများဆုံးထွက်တာက CD hall ပေါ့နော် CD hall တစ်ခါထွက်မယ်ဆိုရင်အနည်းဆုံး90တရားကုန်ပါတယ်ဘာတွေဝယ်လဲလို့ပြောတဲ့ချင်းကြရင်ပြစရာမရှိဘူးပေါ့နော်ဆိုတော့ဘာတွေလဲဆိုရင်အရင်ဆုံးကျွန်တော်တို့ဘီယာဝယ်တောက်တယ်5ချက်30ဟုတ်တယ်နော်ပြီးရင်ဟိုဝယ်စားရဒီဝယ်စားရအနည်းဆုံးမကုန်ဆို90တရားကုန်ပါတယ်ဆိုတော့အဲ့ဒါလက်ဖွာခြင်းပေါ့နော်ကျွန်တော်တစ်လမှာဘာသုံးမယ်တားခဲ့မရှိဘဲနဲ့လက်ဖွာတာဆိုတော့ဒါနံပါတ်1အချက်နံပါတ်3ချက်ကတော့တတိထားဖမ်းနေပေါ့နော်ငါရှင်းမယ်ပေါ့အဲ့ဒါကျွန်တော်ကိုယ်တိုင်လည်းအရင်ကအဲ့လိုပဲပေါ့နော်ဆိုတော့ထားပါတော့ငါရှင်းမယ်ပေါ့နော်အဲ့ဒါဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့တငယ်ချင်းတွေနဲ့တွားတယ်ကိုယ့်ရဲ့မိတ်ဆွေပေါင်းသင်းတွေနဲ့တွားတယ်ဆိုရင်ကိုကဘယ်လောက်မှအဆင်ပြေရမှာမဟုတ်ဘူးရောက်လာခြင်းတဲ့လူတွေဆိုပိုတောင်ဆိုးသေးတယ်လာစားဘယ်လောက်မှမရသေးဘူးပြီးရင် OD ကလည်းအဲ့လောက်မရှိဘူးအဲ့အချိန်မှာစင်ကာပူအထာကိုလည်းမနှက်သေးဘူးအဲ့ချိန်မှာအထာနဲ့တဲ့ဆရာသမားများနဲ့တွေ့ရဲ့အချိန်မှာငါရှင်းမယ်ဆိုတဲ့အချိန်မှာလှုပ်လိုက်တဲ့အချိန်မှာပတ်စံလိုကုံသွားရောဆိုတော့ဒါနံပါတ်3အချက်ဖြစ်တဲ့ပတ်စံမစုမိတဲ့အကြောင်းရင်းနံပါတ်4အချက်ပတ်စံမစုမိတဲ့အကြောင်းရင်းကတော့ကိုယ်တငယ်ချင်းမိသားစုပေါ်မှာအားနာတယ်ဆိုတော့အဲ့ဒါဘာကိုပြောချင်တာလဲဆိုရင်โอเคနံပါတ်4အချက်ကတော့ကိုယ်တငယ်ချင်းကိုမိသားစုပေါ်မှာအားနာတယ်ဆိုတော့အဲ့ဒါဘာပြောချင်တာလဲဆိုရင်ကို့မှာပတ်စံမရှိဘူးကိုရဲ့တလစားအတွက်ခြံထားတယ်ဒါပေမဲ့ကိုတငယ်ချင်းကဖုန်းဆက်ပြီးကိုပတ်စံလမ်းချီရဲကိုငါညီပေးပါအောင်ငါကိုပေးပါအောင်ဟဲ့အောင်ကြီးပေးပါအောင်ဆိုပြီးတော့ကိုကတော့ပတ်စံမရှိဘူးဒါပေမဲ့အားနာရတော့ကိုသူ့ကိုချီးပေးလိုက်တယ်ဆိုတော့အချိန်မှာကိုကလည်းပြန်မတော့သူကလည်းမပြန်မတော့ပတ်စံဆုံးရောပတ်စံမစုမိဘူးအဲ့ဒါနံပါတ်4အချက်နံပါတ်5အချက်ကတော့ကိုယ့်ရဲ့အနာဂတ် goal မရှိဘူးဆိုတော့အဲ့ဒါဘာကိုပြောချင်တာလဲဆိုရင်ကျွန်တော်တို့ဒီလူတစ်ယောက်မှာဘာပလန်မှမရှိအဲ့လူတစ်ယောက်ကအတိတ်ပဲမရှိဘူးအလကားပဲပေါ့နော်ဆိုတော့ကိုယ့်ရဲ့ goal ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုသိရမယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကဘာလဲကိုကကျွန်တော်ဆိုရင်ဗျာကျွန်တော်ရည်မှန်းချက်ပန်းတိုင်ကစီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ချင်တယ် business management ကိုနိုင်အောင်ခိုင်းချင်တယ်ဒါမျိုးကျွန်တော်ရဲ့ပန်းတိုင်ကအဲ့မျိုးမဟုတ်ဘဲနဲ့ပေါ့နော်အခုကြည့်နေတဲ့လူကကိုယ့်ရဲ့ရည်မှန်းချက်ကိုယ့်ရဲ့ပန်းတိုင်မရှိဘူးကိုယ့်ရဲ့အနာဂတ် plan ဆိုတာမရှိဘူးအဲ့မျိုးဆိုတေချာပေါ့ပတ်စံမစုမိဘူးဘာလို့လဲဆိုတော့ကိုယ့်ရဲ့အနာဂတ်ကိုယ့်ရဲ့ပန်းတိုင်ကိုမှမသိဘဲနဲ့ကိုကဘယ်လိုပတ်စံစုမှာလဲဟုတ်တော့အိမ်ဝဲပေးနေမယ်နောက်တစ်ခုပြောပြမယ်ပေါ့နော်ဒါကြတယ်ဒါတော့ကျွန်တော်စီစဉ်ကြမဟုတ်ပဲနဲ့ဒီဗီဒီယိုထဲမှာပြပြောတာပေါ့နော်အဲ့ဒါကဘာလဲဆိုရင်အိမ်ကိုကြည့်ပဲပေးနေလို့ကတော့တသက်လုံးတတိဖြစ်လာမှာမဟုတ်ပါဘူးပေါ့နော်ဆိုတော့ကိုကပတ်စံစုမိခြင်းနဲ့ကိုကတတိဖြစ်ခြင်းနဲ့အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ခြင်းနဲ့ဆိုရင်တော့အိမ်ကိုကြည့်ပဲမပေးပါနဲ့ပေါ့နော်ဆိုတော့အနည်းဆုံးတော့ကိုယ့်လက်ထဲမှာခြံထားပါအရေးအကြောင်းဆိုရင်ဘယ်သူမှလာမကူပါဘူးပေါ့နော်ဆိုတော့အချင်းချုပ်ကိုပြောရမယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်လည်းဒီ5ချက်လုံးကိုကျွန်တော်ကိုယ်တိုင်လည်းလုပ်ခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်ပတ်စံမစုမိတာပါအခုနေစုမိလားဆိုတော့စုမိတော့ဖြစ်နေပါတယ်ပေါ့နော်သူကနဲ့သူဆိုတော့ထားပါတော့
ပထမဆုံးတစ်ချက်ကအစီအစဉ်မရှိပဲသုံးတယ်ဒုတိယတစ်ချက်ကကျွန်တော်လက်ဖွာတယ်အရှိမကြည့်နောက်မကြည့်ပဲသုံးစမ်းတေးဆိုရင်ဒေါ်လာ50 100အဲ့လိုထွက်နံပါတ်3ချက်ကတတိထားဖမ်းတယ်တတိစင်ကိုနိုင်ငံသားရင်းနဲ့ရှင်းပြီးတော့အဲ့လိုမျိုးနံပါတ်4ချက်ကတော့ကိုယ်တငယ်ချင်းအနေနဲ့မိသားစုပေါ်မှာအားနာတယ်ဆိုတော့အဲ့ဒါလည်းမကောင်းပါဘူးပေါ့နော်နံပါတ်5ချက်ကတော့ကိုယ့်ရဲ့ရည်မှန်းချက်ကိုယ့်ရဲ့ life plan မရှိတာပါဆိုတော့အဲ့ဒါတော့အဓိကအရေးကြီးဆုံးသောအရာပေါ့နော်ဆိုတော့ဒီနေ့ဒီဗီဒီယိုတော့ဒီလောက်ပါပဲဆိုတော့အခုဗီဒီယိုကြည့်နေတဲ့လူတွေကျွန်တော်ဒီဗီဒီယိုကြည့်ပြီးဆိုတာနဲ့ပတ်စံစုပြအောင်စုပါပြီးမှနောင်တရပါမယ်ဆိုတော့ဒီဗီဒီယိုတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် Low battery. Bye bye Please